ဒီချက်တဲ့ကလေးလေးတွေထဲမှာ9နဲ့6နဲ့ကလေးလေးတွေပါတယ်သူတို့တွေကိုမှန်ပေါ့နော် regular အတိုင်းအမြဲတမ်းတင်နေလို့မရဘူးပေါ့နော်သူတို့တွေကိုဒီချက်တို့ကပျော်အောင်လုပ်ပေးရတယ်အကြီးဆွဲကျင်အောင်လုပ်ပေးရတယ်ပေါ့ဒီကြားထဲမှာသူတို့တွေ idea ကောင်းအောင် creative လေးတွေကောင်းအောင်လေဒီချက်တို့ကလမ်းကြောင်းပေးရတယ်ပေါ့နော်အဲ့ဒီမှာပေါ့နော်ဒီချက်တို့ကဖော့ကြုံလေးတွေကိုအသုံးပြုပြီးတော့သူတို့ကိုပုံလေးတွေဆွဲခိုင်းတယ်အဲ့မှာစော့ခိုင်းတယ်ပေါ့နော်အဓိကကသူတို့ကစော့ရင်းနဲ့ဒီချက်တို့ကပကြီးဆွဲရတယ်အလုံးလောက်ရတာဖြစ်တဲ့အတွက်သူတို့ကပကြီးဆွဲရတယ်လို့မခံစားရတော့ဘူးပေါ့နော်သူတို့အလုံးလုံးနေရလို့မခံစားရတော့ဘူးသူတို့စော့နေတယ်သူတို့ကစားနေကြတယ်ပေါ့အဲ့ထဲမှာဒီချက်တို့က creative thinking mind လေးတွေပေါ့နော်သူတို့စဉ်းစားတတ်အောင်ညသူတို့လက်ကလေးတွေတတ်မအောင်ဒီချက်တို့ကဒါလေးနဲ့ဒီချက်တို့ကစော့ပြီးတာပေါ့နော်အဓိကကသူတို့9နှစ်6နှစ်ဖြစ်တဲ့အတွက်သူတို့လက်ကလေးတွေကမတန်သေးဘူးပေါ့တချို့ဆိုလို့ရှိရင်အယောင်လေးတွေခြေတာအဆင်မပြေဘူးပကြီးလေးတွေဆွဲတာလက်ကလေးတွေမနိုင်ဘူးပေါ့နော်အဲ့လိုအချိန်ကြရင်ဖေမေမေတို့ကိုဒီချေကပြောချင်တာဂျုံလေးတွေနဲ့ပြီးပြီးတော့ကစားပါဂျုံလေးတွေနဲ့ပြီးပြီးတော့သူတို့ကို creative thinking လေးလုပ်ခိုင်းပါဒါဆိုလို့ရှိရင်သူတို့လက်ကလေးတွေပို့ပြီးတော့တန်မာလာမယ်ကလေးတွေတန်မာလာတဲ့အပြင်သူတို့ရဲ့ပေါ့နော်စဉ်းစားပုံတွေးခေါ်ပုံလေးတွေကပို့ပြီးတော့စမ်းသစ်လာမယ်စဉ်းစားတွေးခေါ်ပုံလေးတွေပို့ပြီးစမ်းသစ်လာတယ်ပို့ပြီးတော့အမြင်ကျလာတာဖြစ်တဲ့အတွက်ကျန်တဲ့ကလေးလေးတွေနဲ့ရှင်ပြီးတော့ပေါ့နော်ပုံလေးဆွဲကြမယ် idea ပုံလေးဆွဲကြမယ်ဆိုလို့ရှိရင်ဒီချက်ကလေးလေးတွေကသူများတွေထပ်ပို့ပြီးတော့ပေါ့နော်တာလို့နေမှာဖြစ်ပါတယ်ဒါကြောင့်ကလေးလေးတွေကိုငရေစင်တွေကပကြီးလေးတွေတင်ပေးပါစော့ခိုင်းပါသူတို့ကြိုက်တာလေးတွေလုပ်ခိုင်းပါသူတို့အတွက်ပျော်ရွှင်မှုကိုပေးတယ်လို့မျိုးပေါ့နော်သူတို့ကြိုက်တဲ့ဟာလေးတွေကိုဒီချက်တို့ကပေါ့နော်လမ်းကြောင်းခင်းပေးတာနဲ့အတူတူပဲဖြစ်ပါတယ်ဒီချက်ကလေးလေးလိုမျိုးပကြီးလေးတွေစိတ်ဝင်စားတဲ့ creative လေးတွေလုပ်ချင်တယ်ဆိုရင်နော်ဒီချက်ရဲ့မျက်နှာပကြီး page မှာလာပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်နော်ဒါလေးတွေကတော့ဒီချက်ကလေးလေးတွေရဲ့လက်ရလေးတွေပဲဖြစ်ပါတယ်